tonight's the night. မင်းတို့လောက်တာဒီမရှိလူတွေကိုမင်းတတ်တဲ့အတွက်လောက်ရတာတေးစားဟောကဘေးစတာပြောပါကျွန်တော်တက်ကြမောကထိတ်တယ်အကြောင်းလည်းရောက်မှာအလောင်းလောင်းဆိုမင်းအမြန်လာဘူးအားပြရရဲတော့နိုင်တာဖတ်နောင်ဝင်တိုင်းထားမှရရရလဲလိုက်ကျွန်တော်မိုင်းမထိုးရနော်ဘာလို့တွေ့ထားလဲခွေးတယောက်ပဲဒီယောက်လာထားပါပုံစံကြည့်ရတော့သူကတက်ကောင်ကဒီကလေးသူဆွဲသွားတယ်ပြီးတော့ပုံစံကြည့်ရဒီကလေးကပုံစံကြည့်ရတာတေးပြီးမှအဆွဲခံရတာပြီးတော့မြန်ရိုးကြီးကျိုးနေပုံစံကြည့်ရရိုက်ခံရတဲ့ပုံပဲခံပြီးတော့ကောင်းစားကြည့်တော်တော်လိုက်တော့ဟဲ့မဆုကတော့ဝင်ထားလားโอเคဒါဒီလေးကိုလောရတယ်မှာငါရောက်ဖမ်းလိုက်ရတယ်ဟုတ်ပြီ။ညငါတော့ကော်ဖီတစ်ခွက်ဝယ်ရအောင်ရတယ်ဟုတ်တာပဲငါဟိုကလေးကိုလိုက်ရအောင်ကွာအမူကြီးပဲနေရတယ်လို့ဟဲ့ကိုယ်ချင်းလည်းပေါင်းကြောက်ကြော်နေလို့ဟဲ့ပေါင်းကြောက်ကြော်ဆိုတော့လားမရလည်းကွာသူကမေဒီလိုလုပ်ရတော့ခဲ့လားမသိရတော့ဟဲ့ခါဟဲ့ခါဟဲ့ဘာလုပ်နေရလဲဒီလိုရဘူးဟဲ့ဘာလာလဲတော့ကြည့်လေအကြပရိစာအေးဦးလားအဲ့ဆက်ပိုင်းကလိုက်နေမလိုက်ကြဘူးဘယ်လိုပြောရပစရိုင်းတုံးမှရတော့ပါစင်းတော့လေအပါပြောအပါစီကိုအမင်းနဲ့လေကိုကြောက်ကြပြီပြီးတော့ဝေးငါကြီးအမမောဒင်းချင်းဘူးလို့ပေါင်းလို့နေကြအောင်